နေရပါလေနောက်ပြန်နည်းနည်းပဲနေရရဒီဟိုဘက်ဒီဘက်ကိုလူကမပါရဲဒီနာဝယ်ချင်နေနေတာတော့ဟောမအပေါ်ရှိတယ်ဘက်ကတော့ပါလေလေတုံးရှိတယ်ဒီနေအောင်ဒီပဲစေတမ်းထွက်တာရတယ်။ဘာနောက်ပြန်မကြည့်နော်။မာတင်နဲ့အတူတူပဲနောက်ပြန်ကူးနေရအောင်ပါမလေးက channel request ပေး